Tibetan Donjon Star Jayeswa Mojo Layasi အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ဗီဒီယိုမှာတော့ကျွန်တော်ကအခုကြည့်ခဲ့တဲ့ဗီဒီယိုလေးကိုဘယ်လိုဖန်တီးခဲ့လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကတော့ကျွန်တော်ဒီဗီဒီယိုလေးကိုဘယ်လိုစိတ်ကူးပေါက်ပြီးတော့ရိုက်မိသွားလဲဆိုတာကိုအရင်ပြောပြပေးပါမယ်ကျွန်တော်ဒီလိုမျိုးပဲအိမ်မှာရှောက်သွားနေနေပေါ့နော်ကျွန်တော်ချင်းသေးဘူးတပူကိုကင်မိလိုက်ရေပေါ့ကင်ပြီးတော့ကျွန်တော်လက်ကင်းကြောထပြီးတော့ဖြန်းကြည့်လိုက်နေနေမှာကျွန်တော် idea တစ်ခုတွေးမိသွားရပေါ့တကယ်လို့ငါသာဒီချင်းသေးဘူးကိုကင်ပြီးတော့ပေါ့နော် hero ဆက်ဆိုင်တဲ့ချင်းတွေကိုတိုက်ခိုက်မယ်ဆိုရင်ဘယ်လိုနေမလဲပေါ့ဒါပေမဲ့ချင်းတွေကပုံမှန်အားဖြင့်အကောင့်သေးလေးနေဆိုရင်ကျွန်တော်တို့ကိုဒီ physical damage အရာကိုကျွန်တော်တို့လူတည်စီနိုင်တော့အောင်သူကမလုံနိုင်ဘူးပေါ့ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တွေးလိုက်တယ်ပေါ့တကယ်လို့ချင်းနေတာအုပ်စုလိုက်ကြီးအများကြီးလာပြီးတော့လူတွေကိုတိုက်ခိုက်မယ်ဆိုရင်Okay အဲ့နောက်မှာတော့ကျွန်တော်ကအခုတွေးခဲ့တယ်လို့မျိုးပဲဗီဒီယိုလေးတစ်ပုတ်ရိုက်မယ်လို့စိတ်ကူးဖြစ်သွားတယ်အဲ့နောက်ကျွန်တော်ညီလေးရဲ့2ယောက်ပေါ့နော်ကျွန်တော်ဒီချင်းနေနဲ့ချမယ်ပေါ့အဲ့ဒီအချိန်မှာကျွန်တော်ထပ်ပြီးတော့အတွေးတစ်ခုဝင်လာတာကချင်းသေးဘူးနဲ့ပဲမချဘဲနဲ့ချင်းဘတ်တန်နဲ့ပါချမယ်ဆိုရင်ရောအဲ့ဒီလိုတွေးမိပြီးသွားတဲ့နောက်မှာတော့ကျွန်တော်ချင်းဘတ်တန်2ချောင်းမရမကလိုက်ရှာပါတယ်အဲ့လိုနဲ့ကျွန်တော်ချင်းဘတ်တန်2ချောင်းလေးရသွားပြီးတော့ကျွန်တော်ဒီပစ္စည်းတွေစုံသွားတဲ့အခါမှာတော့ကျွန်တော်ရိုက်ကူးရေးစပါတယ်ပြေโอเคမြင်အောင်မလဲပြီလဲလိုက်တော့အေးဟုတ်တယ်ဆိုတော့ကျွန်တော်ရဲ့ပထမဆုံး original idea ကတော့ကျွန်တော်တို့ကကလေးတွေကလေခွင်းထဲမှာစော်ကစားနေကြတယ်ပေါ့နော်အဲ့လိုစော့နေတဲ့အချိန်မှာချင်းတွေကလာတယ်အဲ့ချိန်မှာကျွန်တော်တို့ညီကိုနှစ်ယောက်ကဒီဘွားချလာပြီးတော့ချင်းတွေနဲ့တိုက်ခိုက်မယ်ဆိုပြီးတော့ကျွန်တော်ကအစီအစဉ်ဆွဲခဲ့ပေါ့ဒါပေမဲ့ကျွန်တော်ကလေးတွေကိုလိုက်ဖမ်းတဲ့အချိန်မှာကျွန်တော်လေခွင်းထဲမှာမမီဘဲနဲ့ကလေးတွေကထွက်ပြေးပြီးသွားတဲ့နောက်မှာကျွန်တော်ချောင်းထဲမှာသူတို့ဖမ်းလို့မိသွားပါတယ်အဲ့နောက်မှာတော့ဒီအားလုံးမြင်ရတဲ့အတိုင်းပဲကလေးတွေဖောင်လေးကိုစီးပြီးတော့ချောင်းလေးထဲမှာလှော်လာတဲ့အခန်းကိုတွေ့ရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပထမဦးဆုံးကြံစီထားတာကတော့ဒီဗီဒီယိုကအတူလေးပဲဖြစ်ပါတယ်ချင်းတွေကကလေးတို့လာပြီးတော့တိုက်ခိုက်တယ်ကျွန်တော်တို့ကကာကွယ်တယ်ဒီလောက်ပဲပေါ့ဆိုတော့ကျွန်တော်ဒီရန်ကုန်ပြန်ရောက်ပြီးတဲ့အချိန်မှာဒီ edit ဆက်ပြီးသွားတဲ့အချိန်ပေါ့နော်ကျွန်တော် effect တွေအစွမ်းအားတွေထည့်လိုက်တဲ့အချိန်မှာဗီဒီယိုကနည်းနည်းလေးကြည့်လို့ကောင်းသွားတယ်ပေါ့နော်ကောင်းသွားတဲ့အချိန်မှာကျွန်တော်ဒီဗီဒီယိုကိုပို့ပြီးတော့နည်းနည်းလေးစိတ်ဝင်စားသွားအောင်ဆိုပြီးကျွန်တော်ဇလန်လေးတစ်ခုအခြေခံကိုထည့်လိုက်ပါတယ်အဲ့ဇလန်လေးကိုတော့ကျွန်တော်ကပုံနဲ့ထိုင်ဆွဲမယ်ဆိုရင်အချိန်မရှိတော့တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော် AI ကိုပဲအသုံးပြုပြီးတော့ဇလန်လေးတစ်ပုဒ်ဖန်တီးခဲ့ပါတယ်ဆိုတော့ဇလန်ရဲ့ idea ကတော့ကျွန်တော်ရဲ့ idea ပေါ့နော်ပုံတွေကတော့ကျွန်တော် AI နဲ့ပဲထုတ်ခဲ့ပါတယ်ဆိုတော့ဇလန်လေးရဲ့အချင်းကတော့အားလုံးသိကြတဲ့အတိုင်းပါပဲကျွန်တော်နောက်တစ်ခေါက်ပြန်ပြောပြပါမယ်ဒီဇလန်လေးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနေစခဲ့တယ်ဟိုးရှိတုန်းကတိုင်းပြည်တစ်ခုမှာလူသားမျိုးနွယ်တွေကငြိမ်းချမ်းတရားစွာနေထိုင်လာခဲ့ကြတယ်ဒါပေမဲ့ဒီနေ့မှာတော့ဂူကြီးတစ်ခုတွေကနေပြီးတော့ထူးဆန်းတဲ့ချင်းပေါင်းများစွာပေါ်ထွက်လာခဲ့တယ်အဲ့ဒီချင်းတွေကတာမန်ချင်းတွေနဲ့မတူပါဘူးသူတို့ကလူတစ်ယောက်ကိုအသွေးအသားတွေခန်းချောက်သွားတဲ့အထိကိုသွေးဆုပ်တောက်တုံးခဲ့ကြတာပါအဲ့ဒါကြောင့်မို့လို့ပဲလူသားမျိုးနွယ်တွေကချင်းတွေကူရဲကထွက်လာတိုင်းကြောက်လန့်တကြားနဲ့ထွက်ပြေးပုန်းရှောင်နေခဲ့ကြတယ်အဲ့ဒီလိုနဲ့ဒီနေ့မှာတော့ကောင်းငင်ဘုံကနေပြီးတော့နဖယာနဖာဆင်းသက်လာခဲ့ပါတယ်သူတို့တွေကတော့မိုးချိုးနဖယာမိခိုးတိတ်တိုင်းနဖယာဒီနဖယာနဖာသူတို့ရဲ့စွမ်းအားတွေနဲ့ချင်းတွေကိုတိုက်ထုတ်ပြီးတော့လူသားမျိုးနွယ်တွေကိုကယ်တင်ခဲ့ပါတယ်အဲ့ဒီလိုနဲ့ပဲ KSS လူသားတွေကိုဒီထူးဆန်းတဲ့ချင်းတွေရဲ့အန်ဒီရယ်ကနေပြီးတော့နဖယာတွေရဲ့သားစဉ်မြေးဆက်တွေကပဲဆက်လက်ကာကွယ်ပေးခဲ့ကြပါတယ်ဆိုတော့ဒီ AI ဗီဒီယိုလေးရဖို့ပါလေကျွန်တော်တို့ကြီးတော့ခဏလေးဆိုရင်ကျွန်တော်တော်တော်လေးကိုအချိန်ပေးလိုက်ရပါတယ်ကာရက်တာတွေကိုလည်းအထက်မှာရှိတဲ့ဒီနာမည်နှစ်ပါးကိုလည်းကျွန်တော်နဲ့ကျွန်တော်ညီလေးယုံနဲ့အတက်နိုင်ဆုံးတူအောင်ကျွန်တော် AI ကိုခိုင်းခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်
ဒီ AI ဗီဒီယိုဇလန်းလေးလည်းရသွားတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီဇလန်းလေးကပို့ပြီးတော့ကြည့်ရှုလို့ကောင်းလာတာပေါ့နော်အဲ့နောက်မှာတော့ကျွန်တော်ဒီ edit ပိုင်းကိုလုပ်ပါတယ်ဆိုတော့ကျွန်တော်အခုဒီ edit လုပ်ထားတဲ့ before and after လေးကိုပြမှာပဲဖြစ်ပါတယ်အေးဟုတ်တယ်အေးနှိပ်လာရတော့အပြင်မှာတကူ မဟုတ်ဖိတ်တာမဟုတ်ပြောရတာကိုလည်းဟုတ်ကဲ့ပြင်းလို့ရပါပြီရှင်โอ้มันไม่ยากเลยရက်မရနဲ့ရက် နည်းနည်းလေးပြရလွှားတာရှိရပါတော့အဲ့ဒီနောက်မှာတော့အခက်အခဲဆုံးကတော့အခုအားလုံးမြင်ရတဲ့ဒီအမြန်ပြေးနေတဲ့အခန်းပဲဖြစ်ပါတယ်ကြည့်တော့ဒါခဏလေးဆိုပေမဲ့ကျွန်တော်ဒီညမှာ edit တွေအများကြီးလုပ်ထားပါတယ်ကျွန်တော်တည်တည်ချာချာလေးတွေနဲ့စွမ်းရည် effect တွေကိုထည့်ပေးထားပါတယ်နောက်ထပ်တစ်ခုကကျွန်တော်ညီလေးပေါ့နော် ဒီမဲ့ အာတယောက်ပြရေးရတာ အားပြီးချာလက် အတိတ်ကငါ့ကိုကြည့်အဆင်မပြေဘူး ရုပ်အတိလို့မရတော့ဗျာ A few minutes later. ဟာရ အဲ့ဖိုင်ဝဒီတော့ချမော်ဂျီအေးမရေမော်ဂျီအေးမလွတ်သွားပြီထွက်ပြေးအေးညဆက်မို့အေးညီပြေးတာပြီးဖဲလိုက်တော့ဒီဗီဒီယိုလေးကိုပုံမှန်လူတွေကတော့တိတ်ပြီးတတိထားမိမှာတော့မဟုတ်ဘူးဒါပေမဲ့တေချာကြည့်ရင်သူ့လက်ထဲမှာကင်ထားတဲ့ချင်းစည်းပူကကျွန်တော် CGI နဲ့ပြန်ပြီးတော့ပြင်ထားတဲ့ချင်းစည်းပူဖြစ်ပါတယ်ခင်ဗျအဲ့နောက်မှာတော့ကျွန်တော်ရဲ့စွမ်းအားကိုဒီ 1P တွေက Zoro လိုမျိုးကျွန်တော်စွမ်းအားသုံးခြင်းရပေါ့ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ချင်ဘတ်တန်နှစ်ချောင်းဒီလိုကင်လိုက်ပါတယ်ပေါ့နော်ခက်တာကျွန်တော်ကလည်းဒီချင်ဘတ်တန်ရှားတဲ့ချိန်မှာနှစ်ချောင်းပဲရှာတွေ့ရပေါ့ဆိုတော့ကျွန်တော်ကတော့ Zoro အတိုင်းပဲချင်ဘတ်တန်3ချောင်းကိုသုံးချင်တာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်ဒီကြကမှာပဲ CGI နဲ့ချစ်ပတ်တန်တစ်ချောင်းပါစက်မှာပြန်ပြီးတော့ထည့်လိုက်ပါတယ်ပြင်တော့ကွာနော်ပြင်တော့ဒီမှာနေရလား အေး ပြောတာတော့ဝယ်ကြည့်တယ် ဘယ်ငါဘယ်ဖုန်းလဲဒါလို့ကောင်းတယ် ရှင်ဘတ်တန်3ချောင်းစတာကြာရဲ့စွာမိုးဂျူလျက်စီကျွန်တော်ညီလေးရလေသူ့ရဲ့အဓိကစွမ်းအားကဒီအခိုးအငွေ့နဲ့ပတ်သက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ One Piece ကရပဲ Smoker ရဲ့စွမ်းအားကိုကျွန်တော် reference ယူထားပြီးတော့ကျွန်တော်တို့ဗ
ဒီကိုဖြစ်ပြောင်းလဲပြီးတော့လေပေါ်ကိုတက်သွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့2ယောက်စလုံးက1 character power တွေကို reference ယူထားတဲ့ enemy character 2ယောက်လို့လည်းပြောလို့ရပါတယ် ဆိုင် 5 4 3လို့ ဘာတော့ကဲရရချက်တော့ဒီလိုကိုရအောင်မေ အဲ့ဒီနောက်မှာတော့ကျွန်တော်2ယောက်လေထဲမှာအဲ့လိုဖြစ်သွားဖို့အတွက်လည်းကျွန်တော်အများကြီးကိုပဲကောင်းစားပြီးတော့လုပ်လိုက်ရပါတယ်ဆိုတော့နောက်ဆုံးမှာတော့လည်းအကောင်းဆုံးရလဒ်တစ်ခုချပြနိုင်ခဲ့ပါတယ်ဒါကတော့ကျွန်တော်ဒီဗီဒီယိုမှာလိုအပ်တဲ့ 3D ချင်ဘတ်တန်ပဲဖြစ်ပါတယ်ချင်ဘတ်တန်3ချောင်းသလုံးကိုကျွန်တော် 3D design ဆွဲထားတာပါအဲ့လို 3D design ဆွဲမှာလဲကျွန်တော်လိုအပ်တဲ့နေရာတွေမှာဒီချင်ဘတ်တန်တွေကိုအစားထိုးအသုံးပြုလို့ရမှာဖြစ်ပါတယ်ဥပမာအဖြစ်ကျွန်တော်ချင်ဘတ်တန်လေးပေါ်တွေမှာလည်နေတဲ့အခန်းမျိုးတွေဆိုရင်ကျွန်တော်ကဒီ 3D ကိုအသုံးပြုတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ဘောင်းမီပါပြောချင်တာကတော့ကျွန်တော်လေးပေါ်တွေပြန်နေဒီလေးပေါ်ကနေပြုတ်ကျလာတဲ့အခန်းတွေအတွက်ကိုကျွန်တော်ရဲ့ကိုယ်စားဒီ 3D character တစ်ခုကျွန်တော်ခိုင်းတာပဲဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးခိုင်းနိုင်မှုအတွက်ကျွန်တော်နဲ့ခက်ဆင်ဆင်ရှိတဲ့ 3D character တစ်ခုကိုကျွန်တော်ကဖန်တီးရပါတယ်သူရဲ့အင်ကြီးတွေဒီဘောင်းမီတွေကအစားပေါ့ဒီဖနက်အစုံကျွန်တော်နဲ့အတက်နိုင်ဆုံးအဲ့နေရဒီဗီဒီယိုမှာဝတ်ခဲ့တဲ့ဝတ်စုံအတိုင်းဖြစ်နေအောင်ကျွန်တော်ကလုံးဝကြီးတူနေအောင်ကျွန်တော်ဖန်တီးရတာပဲဖြစ်ပါတယ်ဒီလိုဆိုရင်ကျွန်တော်နဲ့အနှဲငယ်ဆိုတာထက်ပိုပြီးတော့ပေါ့နော်နည်းနည်းလေးကျွန်တော်နဲ့ရုပ်ချင်းစင်တဲ့ဒီ 3D character တစ်ခုကိုကျွန်တော်ဖန်တီးလို့ရခဲ့ပါတယ်ဒီ character လေးနဲ့ကျွန်တော်လေပေါ်ပြန်တဲ့အခန်းတွေ animation ပေးလိုက်ခြင်းအပြင်ကျွန်တော်တကယ်လေးပေါ်မှာခုန်ပြန်သွားသလိုပြည်သက်တွေကခံစားရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ Marvel တို့ DC တို့လိုကုမ္ပဏီတွေမှာလည်းဒီလိုနီးပညာကိုအသုံးပြုကြပါတယ်မင်းသားတွေကိုယ်တိုင်လုပ်ဖို့ခက်ခဲတဲ့နေရာမျိုးတွေမှာဆိုရင်ဒီလို 3D character တွေနဲ့ပဲအသုံးပြုကြတာပဲဖြစ်ပါတယ်ဒါကတော့စောစောကကျွန်တော်ဒီဇိုင်းဆွဲထားတဲ့ချင်ဘတ်တန်တွေကိုဒီအမြန်အလင်းအမြန်ပေါ့နော်ကျွန်တော်ပြေးသွားတဲ့အခန်းတွေမှာဆိုရင်ကျွန်တော်ရဲ့လှုပ်ရှားမှုနဲ့ကွက်တိဖြစ်အောင်ကျွန်တော်လိုက်ပြီးတော့တစ် frame ချင်းပေါ့နော်ပုံတစ်ပုံချင်းစီကိုလိုက်ပြီးတော့ animation ဆွဲရတာဖြစ်ပါတယ်ဒီအပိုင်းကတော့ကျွန်တော်လုပ်ခဲ့သမျှတွေမှာလုံးဝအကြဆုံးပဲဖြစ်ပါတယ်ဘာလို့ကျွန်တော်ဒီလိုလုပ်ရတာလဲဆိုရင်ကျွန်တော်လှင်မြန်မြန်ဟိုဘက်ဒီဘက်တွေပြေးသွားတဲ့အချိန်မှာကျွန်တော်ပြေးသွားတဲ့နောက်မှာလျှက်စစ်တန်းတွေမိဘွားတွေကြံခဲ့ခြင်းပါတယ်အဲ့ဒီကြောင့်မလို့ကျွန်တော်ဒီလိုမျိုး 3D design ဆွဲပြီးကမှနောက်ကနေလျှက်စစ်ပါဝါတွေထည့်တာဖြစ်ပါတယ်ခုမြင်နေရတော့ကျွန်တော်လေးပေါ်ပြန်သွားတာရဲ့အတွက်ဒီနောက်မှာကြံခဲ့မဲ့ဒီစွမ်းအားလမ်းကြောင်းတွေကိုကျွန်တော်ဖန်တီးနေတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်မှတ်တမ်းတင်ထားသလောက်လေးပြတာပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာအခက်အဆုံးကဘာလဲလို့ပြောရင်နောက်တစ်ခုကတော့ခြင်နေပဲဖြစ်ပါတယ်ဆိုတော့အဲ့မှာကျွန်တော်တို့မြင်နေရတဲ့ခြင်တွေက AI မဟုတ်ပါဘူးအကုန်လုံးက CGI နေပါဆိုတော့ AI နဲ့ CGI နဲ့ဘာကွာလဲဆိုတာမသိတဲ့လူတွေအတွက်ပြောပြပါမယ် AI ဆိုတာတော့သူ့မှာသူ automatic ကျွန်တော်တို့စားလေးရေးပြီးတော့ခိုင်းလို့ရတာဖြစ်ပါတယ် CGI ဆိုတာတော့ကိုယ်တိုင်ဖန်တီးရတာပေါ့နော်ဆိုတော့ကျွန်တော်တို့ခြင်ပရမောင်းခြင်ရဲ့ 3D design ဆွဲရတယ်ပြီးတော့ animation ဆွဲရတယ်ပြီးရင်ခြင်တွေအများကြီးကျွန်တော်အဲ့မှာဆိုရင်ခြင်တွေက9000လောက်ရှိခြင်ကောင်းပါခြင်ကောင်းပေါင်း9000လောက်လေးပေါ်မှာဒီလိုပြန်ပြီးတော့ကျွန်တော်လိုချင်တဲ့အတိုင်းဖြစ်ဖို့အတွက်ကိုကျွန်တော်တော်တော်လေးကိုအချိန်ပေးပြီးတော့ animation ဆွဲခဲ့ရပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ရလက်ကလေးကတော့ကြည့်လို့ကောင်းတဲ့အတွက်ကျွန်တော်တကယ်ပဲဝမ်းသာမိပါတယ်အဲဒီနောက်မှာတော့ကျွန်တော်တို့နှစ်ယောက်လီဘောကနေပြီးတော့စတိုင်ကြလာပြီးတဲ့နောက်မှာတော့ခြင်နေရလဲလီဘောကနေကြလာတဲ့အခန်းလေးကိုကျွန်တော် edit လုပ်လိုက်ပါတယ်အဲ့လိုပို့ပေးမယ်မှန်ဖဲခွေနေဒီကွာကြီး အဲ့ဒီနောက်မှာတော့အားလုံးမထင်ထားတဲ့ဟာတခုကတော့ကျွန်တော်တို့ဒီဇလန်လေးရဲ့ main villain ပဲဖြစ်ပါတယ်သူကတော့အားလုံးသိကြတဲ့အတိုင်းပဲအချင်းကိုကြီးကိုလင်းတစ်ပဲဖြစ်ပါတယ်ဆိုတော့သူကလည်းအရင်ကပဲသဘောကောင်းပါတယ်သူမှဒီတခြားလောက်ဆရာကြီးရှိတဲ့ကြားကနေပြီးတော့
ဒီကျွန်တော်ပြောတဲ့ဗီဒီယိုလေးကိုသူရိုက်ပေးပါတယ်ဆိုတော့သူရိုက်ပေးတဲ့ဗီဒီယိုလေးရဲ့ before and after လေးကိုလည်းကျွန်တော်တစ်ချက်ကြည့်လိုက်ကြရအောင် မင်းတို့နဲ့ငါနဲ့ပွဲမပြီးသေးဘူးတော့ဟဲ့အောင်လေ ဒီဗီဒီယိုမှာလည်းသူကကျွန်တော်တို့သူ့ရဲ့အခန်းလေးထဲမှာရိုက်ပေးခဲ့တာပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကိုကျွန်တော်ကကိုကြီးထဲမှာရောက်သွားအောင်လို့တော့နောက်ထပ် 3D design တွေထပ်ဆွဲပြီးတော့ကျွန်တော်တို့အပြင်ဆင်လေးတွေလုပ်လိုက်တဲ့အချိန်မှာတော့ဒီလိုကြည့်လို့ကောင်းတဲ့ဗီဒီယိုတစ်ပုဒ်ထွက်လာခဲ့ပေါ့ဒီလိုနဲ့ကျွန်တော်တို့ညီကိုတွေကချင်းတွေကိုတိုက်ထုတ်ပေးလိုက်တာပေါ့ဒါပေမဲ့ဇလန်းလေးကဒီမှာမပြီးသေးပါဘူး မင်းတို့နဲ့ငါနဲ့ပွဲမပြီးသေးဘူးတော့ဟဲ့အောင်လေ ဟုတ်ပါတယ်ကျွန်တော်နည်းနည်းလေးတိုင်ပတ်သွားတာကတော့ကျွန်တော်ရဲ့ဗီဒီယိုကဒီလိုအလဲရလိုက်ဗီဒီယိုဖြစ်ပြီးတော့ကျွန်တော်တို့သူရိုက်ပေးတဲ့ဗီဒီယိုကတော့တောင်းလိုက်ဖြစ်သွားတယ်ဒါမှလည်းကျွန်တော်ဆရာကြီးပဲလေဆိုတော့ဒီပြဿနာကိုလွယ်လွယ်ကူပဲဖြေရှင်းနိုင်ခဲ့ပါတယ်ကြီးကြော်ကြော်ဒီမှာလက်ကြီးတော့ဒါကျွန်တော်တို့ဒီဗီဒီယိုအားလုံးပေါင်းမှ6မိနစ်လောက်ပဲရှိပါတယ်ဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုရဖို့အတွက်ဆိုရင်3လလောက် edit လုပ်ခဲ့ရပါတယ်ဘလို့အခန်းကြီးမှာပို့ချခဲ့လဲဆိုရင်ကျွန်တော် The Flat လို့လှင်းမြန်မြန်ပြေးတဲ့အခန်းကြီးနောက်ပြီးတော့ကျွန်တော်ညီကိုညောင်လေးပေါ်တက်သွားတဲ့အခန်းကြီးချင်းတွေရဲ့ animation တွေဒီလိုနေရာတွေမှာဆိုရင်ကျွန်တော်အချိန်ကြီးအများကြီးပြီးပြီးတော့အကောင်းဆုံးစူးစမ်းပြီးတော့လုပ်ခဲ့ပါတယ်နောက်တစ်ခုကတော့ကျွန်တော်လေပေါ်ကကျွန်းထိုးတဲ့အခန်းကြီးချင်းပတ်တန်တွေလာတဲ့အခန်းကြီးပေါ့စားတဲ့ဟာတွေအကုန်လုံးကလုံးဝ 3D character တွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်သူတို့ကို design ဆွဲဖို့အချိန်ကြီးအများကြီးပေးခဲ့ရပါတယ်ကျွန်တော်နဲ့တူတဲ့ CGN character တစ်ခုလည်းကျွန်တော်ဆွဲခဲ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးကဒီလောက်ထိကြာသွားတာဖြစ်ပါတယ်နောက်ပြီးတော့လည်းကျွန်တော်ဒီလိုဗီဒီယိုလေးတွေနောက်ထပ်အများကြီးလုပ်နိုင်အောင်အားလုံးဝမ်းဝန်းပြီးတော့ဝင်ရန်ပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာတဒါ